အလုံးပဲမင်္ဂလာပါပေါ့နော်အခုကအရေးပေါ်လိုက်လေးပေါ့နော်အရေးပေါ်လိုက်လေးဖြစ်တဲ့အတွက်အချိန်ကြာကြီးတော့လွှင့်လို့မရဘူးအလုံးလုံးနေနေနေပေါ့နော်အခုကရင်ပြည်နယ်မှာ PDF စစ်ကြောင်းတစ်ကြောင်းလုံးပိတ်မိနေတာပေါ့နော်အဓိက KNU ထဲကတချို့ပေါ့နော်ပြောချင်တာက KNU အရာစီတွေလူငယ်တွေကိုသားသမီးချင်းကိုချင်းစပေးပါပေါ့နော်ကိုချင်းစပြီးတော့ကလေးတွေကိုထွက်ပေါက်လုပ်ပေးပါပေါ့နော်အခုစကားစားနဲ့ထိတ်တိုက်သူတို့ကပြတွေ့ပြီးကလေးတွေကိုစစ်ကြောင်းတစ်ကြောင်းလုံးပျောက်မဲ့အနေထားမှာရှိနေတယ်ပေါ့နော်ဒီဟာဘင်းနေမြေမှာလဲဆိုတာကျွန်တော်တို့လည်းလိလာနေတော့မယ်အခုသတင်းတွေကတက်လာပြီပေါ့နော်စစ်ကြောင်းတစ်ကြောင်းလုံးပျောက်မဲ့အနေထားမှာရှိနေတယ်စစ်ကြောင်းတစ်ကြောင်းလုံးဖြောင်းပြစ်တဲ့သဘောပေါ့နော် PDF လေးတွေဒါဆိုရင် NUG ဘာလုပ်နေတာလဲကိုကလေးတွေကိုကဲမထုတ်ဘူးလားဒါမှမဟုတ် local PDF တွေကိုရှင်းထုတ်တာလားဒါတွေရှိကြည့်တယ်နော် local PDF တွေကိုရှင်းထုတ်တာဆိုလို့ရှိရင်တော့ဒါရာဇဝင်သမိုင်းကတော့ရိုင်းသွားပြီပေါ့နော် KNU လည်းသမိုင်းရိုင်းပြီနော်ခေါ်သူလေးအာမီလည်းသမိုင်းမရိုင်းချင်းရင်ခေါ်သူလေးအာမီကလည်းကုညီစေခြင်းနဲ့ဒီကလေးတွေကိုပိတ်မိနေတဲ့ကလေးတွေကိုပေါ့နော်လုံးဝထွက်ပေါက်ပေးပါနယ်မြေတနေနေမှာခုလုံခွင့်ပေးဖို့ဒါကျမအနေနဲ့မြစ်တာရက်ခနဲ့ပြည်သူတယောက်အနေနဲ့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကလေးတွေပေါ့နော်အကုန်လုံးကဗမာပြည်မတွေကနေပြေးလာကြတဲ့ကလေးတွေကကရင်ပြည်နယ်ကိုအားကိုးပြီးတော့သွေးသားမခွဲခြားပဲပြေးလာကြတာဖြစ်တယ်ကိုသွေးကိုသားရဲလို့ဆိုပြီးတော့အခုငါတို့ကရင်တိုင်းရင်းသားတွေကငါတို့လူမျိုးပဲငါတို့ဗမာရဲ့ကရင်ရဲ့မဟုတ်ဘူးကွာဒီကလေးတွေကဗမာကလေးလေးတွေကပလောင်ကလေးတွေလည်းပါမယ်ရှမ်းကလေးတွေလည်းပါမယ်ဒီထဲမှာပါတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီလိုထွက်လာတဲ့ကလေးလေးတွေကိုပေါ့နော်သူတို့တွေကမင်းအောင်လိုက်ကိုကြားဆုံးစီခြင်းနဲ့သဘောနဲ့တိုက်မယ်ကရင်နေနဲ့အတူတူငါတို့ကရင်နေနဲ့အတူတူတိုက်မယ်ဆိုပြီးတော့ဒါထွက်လာတာဖြစ်တယ်ပေါ့နော်အဓိကလက်ကရင်လက်နဲ့ကင်တွေကိုအားကိုးတဲ့အရာလဲပါတယ်ငါတို့ဗမာကလေးတွေကနော်သူတို့ကကရင်လက်နဲ့ကင်နေတာဖြစ်တဲ့အတွက်အဲ့ဒါဆိုလို့ရှိရင်ကရင်ပြည်နယ်ထဲမှာ PDF လေးတွေကိုဟိုပေါ့နော်အခုဖြစ်နေတဲ့ခက်ခဲတွေကိုထွက်ပေါက်ပေးစေချင်တယ်နော်ထွက်ပေါက်ပေးစေချင်တယ်ဘာလို့လဲဆိုတော့ဒီကလေးတွေကစကားစားကိုတွန်းလှန်ခြင်းလို့ထွက်လာတဲ့ကလေးတွေဖြစ်တဲ့စစ်ကောင်စီမင်းအောင်လှိုင်ကိုတွန်းလှန်ဖို့စကာမကိုတွန်းလှန်ဖို့เนาะထွက်လာတာရည်ရွယ်ချက်ချင်းတူရတယ်ကရင်နေနဲ့လည်းရည်ရွယ်ချက်ချင်းတူတယ်ဒါပေမဲ့ကရင်ခေါင်းဆောင်နဲ့ရည်ရွယ်ချက်ချင်းမတူတာဖြစ်တဲ့အတွက်ကလေးတွေကဒီလိုဘဝမျိုးဖြစ်ရတယ်ဆိုတာကျွန်မပြောချင်တယ်ကျွန်မတို့အနေနဲ့ကျွန်မတို့ကပြည်သူတွေပါကျွန်မတို့နေတိုင်းရင်းသားလက်နက်ကင်တွေကိုကျွန်မတို့ကအားကိုးတယ်ကရင်ပြည်သူလူထုတွေကလည်းဒီကရင်လက်နက်ကင်ကိုအားကိုးတယ်ဘာလို့လဲဆိုတော့ကျမတို့မှာကာကွယ်ရတဲ့သူမရှိဘူးရှင်ကျမတို့ကိုကာကွယ်မယ်ဆိုတဲ့လက်နက်ကင်ထားတဲ့သူတွေကကျမတို့ကိုတပ်ဖြတ်တယ်မရင်းကျင့်တယ်ခေါင်းမုံဖြတ်တယ်အနိုင်ကျင့်တယ်ဒီလိုခံရတဲ့အတွက်ကျမတို့မှာမသိတဲ့အချိန်တုန်းကတော့မသိခဲ့ကြဘူးပေါ့နော်အခုသိလာတဲ့အချိန်မှာကျမတို့တွေကတွန်းလှန်မယ်ဆိုပြီးတော့လက်ရှိတွန်းလှန်နေတဲ့အနည်း80ကြာပြီဖြစ်တဲ့ကရင်လက်နက်ကင်နေစီကိုကျမတို့လူငယ်လေးတွေကပြေးကြတယ်နော်ပြီးကြတယ်သူတို့ကလည်းလက်ကမ်းကြိုကြတယ်အဲ့ဒါကိုမှနင်တို့ကလေးတွေကိုလက်မခံနဲ့လို့ပြောတဲ့လူတွေကအမတန်မှသေးသိမ်ညံ့ပြင်းနေသူတွေပါဘာလို့လဲဆိုတော့ကရင်နယ်မြေတွေကိုရောက်လာတဲ့ဗမာကလေးတွေဒီကရင်ပြည်နယ်ကိုခိုလုံရာကရင်တွေကိုအားကိုးလို့လွတ်မြောက်ရာထင်လို့ယုံကြည်အားကိုးပြီးလာတဲ့အတွက်အနိုင်မကျင့်စေချင်ဘူးပေါ့နော်အခုပိတ်မိနေတဲ့ကလေးတွေကိုလည်းကရင်ခေါင်းဆောင်တွေအလေးနဲ့ထားပြီးတော့ထွက်ပေါက်လုပ်ပေးပါအနေရကင်းအောင်ပေါ့နော်ဒေါ်လာရေးနိုင်မယ်မနိုင်ဘူးဆိုတာကရင်ခေါင်းဆောင်တွေအသိဆုံးဖြစ်မှာပါနော်ဘာလို့လဲဆိုတော့ကျမတို့ကမနေ့တနေ့ရမှာဒေါ်လာရေးကိုဝင်လာတဲ့သူဖြစ်တယ်ကျမတို့ကရင်ပြည်နယ်ကျမကကရင်ပြည်နယ်သူတယောက်ဖြစ်တယ်ဆိုတော့ကျမကကရင်ပြည်နယ်ကိုတန်ရုံးစင်ကြီးတယ်ကရင်ကိုပဲချစ်တယ်ကရင်ပြည်နယ်ကိုပဲမှာပဲနေချင်တယ်ဘာလို့လဲဆိုတော့ကျမတို့ကရင်ပြည်နယ်ကြီးရဲ့တာယာလှပမှုတွေပျော်စရာရင်ကျေးမှုဒလိထုံနှန်းတွေကကျမတို့ဘယ်နေရာပဲသွားကျမတို့ကရင်ပြည်နယ်နဲ့မတူဘူးကျမမြန်မာနိုင်ငံအနှံ့လိုက်သွားနေတဲ့ဖြစ်တဲ့အတွက်ကျမတို့ကသိတယ်သိတဲ့အခါကျကျမတို့ကငါတို့ကရင်ပြည်နယ်ကြီးကပြောစရာကောင်းတယ်ငါတို့ရဲ့ကရင်ဒလိထုံနှန်းတွေကအရန်ချစ်စရာကောင်းတယ်ဘယ်မျိုးနဲ့မှမရှိတဲ့လက်ချီပွဲတွေ
ကရင်ဒုံရိပ်နေကအပြင်ကိုရှင်ပြုပွဲတွေဆိုလို့ရှိရင်ဘယ်မြို့နဲ့အသီးသီးမှရှိတဲ့ရှင်ပြုပွဲတွေကပကသနာတွေနဲ့เนาะကျမတို့ကရင်ပြည်နယ်ကရှင်ပြုပွဲဆိုရင်အယုတ်လမြတ်မြေဘသူပဲလာလာကြစားကြတောက်ကြပြောကြပါကြကကြခုတ်ကြဆိုတဲ့ဒလိထုံးတန်းလေးတွေကအရန်ကိုကျမတို့တို့ကမမေ့နိုင်တဲ့အရာလေးတွေပေါ့နော်ဒါကြောင့်ကျမတို့ကဘယ်နေရာပဲရောက်ကရင်ပြည်နယ်ကိုချစ်တယ်ပေါ့နော်ကရင်ရဲ့ယဉ်ကျေးမှုဒလေးတွေကိုကျမတို့ကချစ်တယ်ကရင်နှစ်သိကူပွဲဆိုလို့ရှိရင်ကရင်မုတ်ဒီကရင်ထမင်းတန်းတွေပါစားကြတာအရန်ကိုတတိရတယ်ပေါ့နော်ဘယ်နေရာရောက်ဘယ်မြို့ဘယ်ရွာဒလေးနဲ့မှမတူဘူးပေါ့နော်ဒါကြောင့်မို့ကျမတို့ကကရင်အစ်စ်မဟုတ်ပေမဲ့လို့လေကရင်ပြည်နယ်ကိုချစ်တယ်ကရင်ရဲ့ဒလေးထုံစံတွေကိုချစ်တယ်ကရင်တယောက်လိုပဲတခြားပြည်နယ်တွေသွားရင်ကျမတို့ကရင်လူမျိုးလို့ပဲထင်ကြတယ်ပေါ့နော်အဲ့လိုထင်တာလေးတွေကိုကျမတို့ကအရန်ကိုဂုဏ်ယူမိတယ်ပေါ့နော်ငါတို့ကရင်ပြည်နယ်ငါတို့ကကရင်ပြည်နယ်သူအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့ကကရင်ပြည်နယ်ကိုလာတဲ့ကလေးတွေကိုစိတ်မနာသွားစေချင်ဘူး။ဘာဖြစ်လို့လဲငါတို့ကကရင်ပြည်နယ်ကြီးကိုအာကူပြီးလာတာငါတို့ကရင်တွေကအနိုင်ကျက်တဲ့ထိုးကျွေးတယ်ငါတို့တွေတည်ရတယ်ငါတို့သားသမီးတွေကကရင်ပြည်နယ်ကိုသွားလို့ကရင်လူကြီးတွေကရင်ခေါင်းဆောင်တွေရဲ့ပေါ့နော်တကူကောင်းဆန်မှုတွေကြောင့်ငါတို့ကလေးတွေကတော်လှန်ရေးထဲမှာဘာမှတန်ဖိုးမရှိပဲသေဝါရတယ်ဆိုတဲ့ရာဇဝင်သမိုင်းကြီးကိုကျမတို့ကမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မလို့အခုပိတ်မိနေတဲ့ကလေးတွေဒုက္ခရောက်နေတဲ့ကလေးတွေကိုကရင်ခေါင်းဆောင်တွေအားလုံးပေါ့နော် KNU ရောကော်တူလီအာမီတွေရောမပစ်ထားစေချင်ဘူးကိုပြည်နယ်ရောက်လို့ရှိရင်အခုသူတို့ကတော်လန်ရေးမှာတာဝန်ထမ်းဆောင်ခြင်းလားတာဝန်ထမ်းဆောင်ခြင်းကိုရဲ့လက်အောက်မှာထားပါနော်အခုကလေးတွေရဲ့စိတ်ဓာတ်ကအယမ်းကိုပြင်းထန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တော်လန်မယ်တိုက်ခိုက်မယ်ငါဒီကောင်လေးကိုကြဆုံးအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေရှိနေတဲ့အတွက်ဒီစိတ်ဓာတ်လေးတွေနဲ့ဒီကလေးလေးတွေရဲ့စိတ်ဓာတ်တွေကိုမပြည့်စည်သွားစေချင်ဘူးပေါ့ငါတို့ကတော့တော်လန်နေတယ်ငါတို့ဒီတိုင်းရင်းသားတွေကတော့အနိုင်ကျင့်လို့ငါတို့ရဲ့ရည်ရွယ်ချက်တွေပြက်ပြီးအခုငါတို့အသက်ပေးနေရပါလားငါတို့အသက်တွေကိုသူတို့ကလိုက်ပြီးချွေနေတယ်ပါလားဆိုတဲ့အတွေးခေါ်တွေကိုမရောက်စေချင်ဘူးသမိုင်းတွေမရိုင်းစေချင်ဘူးပေါ့နော်ကရင်သမိုင်းတွေမရိုင်းစေချင်ဘူးအဲ့ဒါကြောင့်မို့ကျွန်မပြောချင်တာကရင်ခေါင်းဆောင်တွေကရင်ပြည်သူလူထုတွေနဲ့အတူပေါ့နော်အခုပိတ်မိနေတဲ့ကလေးတွေကိုထွက်ပေါက်ရအောင်လုပ်ပေးပါအခုထိုးကြွေးတဲ့ပုံစံမျိုးတွေကျမတို့ကကြားနေရတယ်ဒါကြောင့်မို့စစ်အာဏာရှင်ကိုကျမတို့ကအမြင့်ပြတ်တော်လှန်ခြင်းတဲ့အတွက်ဒီကလေးတွေကအသက်တွေဘဝတွေပေးတာသူတို့မှလည်းအနာဂတ်တွေရှိတယ်နော်ဒီအနာဂတ်တွေကိုဖျောက်ပြီးတော့သူတို့ဘဝတွေကိုတောထဲမှာလာပြီးစတေးတာကိုလေးစားစားလေးနဲ့ကရင်ကောင်းဆောင်တွေအနေနဲ့တန်ဖိုးထားစေခြင်းနဲ့ကိုယ့်ရဲ့အတ္တတွေကိုရှေ့တန်းမတင်စေခြင်းဘူးပေါ့နော်ဒါလေးကိုကျွန်မမေတ္တာရက်ခံတယ်အခုကျွန်မကပြည်သူလူထုတယောက်ပါပဲပြည်သူလူထုတယောက်အနေနဲ့ကျွန်မပြောတာပါကရင်ကောင်းဆောင်တွေလည်းနားလည်မယ်လို့ထင်ပါတယ်ဒီကလေးလေးတွေကိုကရင်ကောင်းဆောင်တွေအနေနဲ့ကို KNU အောက်မှာတာဝန်ထမ်းဆောင်စီမလားဒါမှမဟုတ်ကော့တူလေးအာမီနဲ့နီးရင်ကော့တူလေးအာမီထဲမှာပဲတာဝန်ထမ်းဆောင်စီခြင်းနဲ့ KNU နဲ့နီးရင် KNU နဲ့တာဝန်ထမ်းဆောင်စီခြင်းနဲ့ပေါ့နော်ဒါပေမဲ့မင်းအွန်လိုင်းတို့နဲ့ပေါင်းစားတဲ့ပုံစံမျိုးတော့ရာဇဝင်သမိုင်းတော့မရိုင်းစီခြင်းဘူးလို့ပြောရင်းနဲ့ဒီလိုက်လေးကိုအဆုံးသတ်ပါတယ်ကျွန်မလည်းအလုပ်တစ်ဖက်နဲ့ဖြစ်တဲ့အတွက်ပေါ့နော်အချိန်လည်းအကြာကြီးပြီးလို့မနိုင်ဘူးကျမကြီးလည်းမကောင်းဘူးရှင်ကျမကြီးလည်းမကောင်းဘူးကျမအကြာကြီးလည်းထိုင်လို့လည်းမနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ like ကိုလည်းနေ့တိုင်းတက်လို့မနိုင်ဘူးပေါ့နော်ကြားနေတဲ့သတင်းတွေကလည်းဝမ်းနည်းစရာလည်းရှိတယ်ဝမ်းသာစရာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေအခုကအခြေအနေတစ်ခုကတော့အရေးကြီးနေတဲ့အချိန်ရောက်နေပြီဒါကြောင့်မို့ကရင်ခေါင်းဆောင်တွေအနေနဲ့စင်းစင်းစစားလေးလှုပ်စီခြင်းနဲ့ပြည်သူလူထုမျက်နှာကိုကြည့်စီခြင်းနဲ့တိုင်းပြည်ရဲ့မျက်နှာလူမျိုးရဲ့မျက်နှာကိုလူမျိုးရဲ့အနာဂတ်ကိုကလေးရဲ့အနာဂတ်ကိုကြည့်ခဲ့ပြီးဆိုရင်လည်းကြည့်လိုက်ပါငါကလေးအနာဂတ်ကိုကြည့်နေပြီလုံလောက်ပြီလို့တော့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုလူမျိုးရဲ့အနာဂတ်ကိုကြည့်ပြီးပါလို့ပြောရင်းနဲ့ like ကိုအဆုံးသတ်ပါတယ်ကရင်ခေါင်းဆောင်များအားလုံးစုပေါင်းညီညာတဲ့နေ့ဒီအမြန်ဆုံးရောက်ကြပါစေလို့ပြောရင်းနဲ့ like လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်